အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့တောင်ငူ District Federal School မှာပညာသင်ကြားနေတဲ့ Grade 9ကျောင်းသူ TG928 ပဲဖြစ်ပါတယ်ကျမယခုပြသသွားမယ့် project လေးကတော့ပြပုံတွေကရုံထွက်ခဲ့သော BNN ရဲ့အကြောင်းပဲဖြစ်ပါတယ်အားလုံးပဲလိုက်ပါခန်းစားနားထောင်ကြပါဦးရှင် BNN နိုင်ငံရဲ့သမိုင်းကြောင်းဟာဖိနှိပ်သူများကြောင့်ဒီနေ့ဆရာတရားတွေရှင်များကြီးမားလာသောပြည်ဆက်မှုတွေနဲ့ပြည့်နေခဲ့ပါတယ်နှစ်ပေါင်းများစွာအင်အားကြီးနိုင်ငံတွေရဲ့ဖိနှိပ်ရှုပ်ချမှုနဲ့စစ်ပွဲတွေကိုလူလက်ခံရတော့လေတစ်ဖက်တွင်လည်းမေယုံနေစရာကောင်းလာအောင်ကြမ်းကြမ်းခံခံရုံထွက်ခဲ့တဲ့သမိုင်းတစ်ခုဖြစ်ပါတယ်။ BNN ပြည်သူတွေရဲ့အသက်ကိုပဓာနမထားသောစီးလုံးညီညွတ်မှုနဲ့မဆုံးမနစ်သောခရိုင်တို့ကြောင့်နောက်ဆုံးတွင်လွတ်လပ်ပြီးအရှုပ်အရှာအာဏာပိုင်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်ကမ္ဘာအလယ်မှာပေါ်ရဝင်ကျော်စွာပြီးရည်တည်နိုင်ခဲ့ပါတယ်။ BNN ကဝန်ထမ်းစရာသမိုင်းနောက်ခံနဲ့ပြည့်စက်ခံရမှုတွေရှိနေပါတယ်။ BNN ပြည်သူတွေကခေတ်ဆက်ဆက်ကျူးကျော်သူများရဲ့ရက်စက်တဲ့ဖိနှိပ်မှုတွေနဲ့ပြေးချောင်းစီးရတဲ့ဖြစ်စဉ်များကိုကြုံတွေ့ခဲ့ရပါတယ်။ကိုလိုနီခေတ်နဲ့1945အနှစ်ပြည်ဆိုပြီး1900ရာစုတွင်ပြင်သစ်ရဲ့ရက်စက်တဲ့အုပ်ချုပ်မှုကိုခံခဲ့ရပြီးဒုတိယကမ္ဘာစစ်အတွင်းဂျပန်တပ်များဝင်ရောက်လာချိန်1945ခုနှစ်တွင် BNN ပြည်သူ2 သန်းနီးပါးငတ်မွတ်ခေါင်းပါပြီးတည်ဆုံခဲ့ရပါတယ်။ဒါတို့စစ်စီ BNN စစ်ပွဲအတွင်းအမေရိကန်စစ်တပ်ကတပ်တော်များကိုဖျက်ဆီးဖို့အတွက် Agent Orange အမည်ရှိတဲ့ဓာတုစိတ်ရည်တန်ရှင်ပေါင်းများစွာပတ်ပြန့်ခဲ့တယ်။၎င်းတို့ကြောင့်ပြည်သူများအရေးပြားခင်သာဖြစ်ပေါ်ခဲ့ပြီးနောက်ဆက်တွဲတာဝန်များပါဒီနေ့တည်းကိုလက်အင်္ဂါမပါပဲကိုလက်အင်္ဂါမစုံမဲ့မွေးဖွားလာရတဲ့ဒီနာဆယ်တမိုင်းဝင်ရာတွေကိုခန်းစားနေရဆဲဖြစ်ပါတယ်။မိုးပေါင်းရောက်ရခြင်းနဲ့အစုလိုက်အပြုံလိုက်ပတ်ပြန့်မှုတွေလည်းကြုံတွေ့ခဲ့ရပါတယ်။ဒုတိယကမ္ဘာစစ်တုန်းကကမ္ဘာတစ်ခုလုံးမှာတုံးခဲ့တဲ့ဘုံမှာတဲ့သုံးစားပုံများတဲ့ဘုံတွေကိုအမေရိကန်က BNN မျိုးကိုကျချခဲ့တယ်။အဲ့ဒီပြင်နိုင်ငံစုလိုက်ပုံလိုက်တစ်ပြတ်မှုမှာလက်နက်မဲ့ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင်ဘာသာ900ကျော်ကိုရေးဆက်ဆက်တည်ခဲ့တဲ့ဖြစ်ဆိုရရှိခဲ့ပါတယ်။အောင်မွေရစေခဲ့တဲ့အဓိကတစ်ချက်ကတော့စီလုံးညီမှုပဲဖြစ်ပါတယ်။အင်အားကြီးအမေရိကန်စစ်တပ်ကိုအနိုင်ယူခဲ့တဲ့အဓိကချက်ဆောင်ရှိရချက်မှာတာမန်မဟုတ်ပဲအသက်နဲ့လဲတဲ့ BNN တို့ရဲ့စီလုံးမှုကြောင့်ဖြစ်ပါတယ်။လူတို့ရဲ့လုံးစစ်သားတွေဖြစ်သွားခဲ့ပါတယ်။ခေါင်းဆောင်ဟိုရှီမင်းနိုင်ငံတော်၏ခံကြမှာကပြည်သူအလုံးပေါ်တွင်လာမည်တည်ဆိုတဲ့ဝါဒအောက်မှာနေသမားကျောင်းသားမျိုးသမီးနဲ့ကလေးပါမကျန်တနိုင်ငံလုံးကဒီအကွန်ကြောက်ကြားတစ်ဖွဲ့ကိုညီမျိုးစုံဖြင့်ပူညီခဲ့ကြတယ်။ဒီဘက်ဒီမှာတော့လူလူတွေကမှနောက်ဘက်မှာတော့လက်နက်ကိုင်စစ်သားလုပ်ကြတဲ့ဖြင့်ရန်သူကညီသူ့ကိုယုံရမည်မှမသိအောင်ကြွေအားလုံးတနိုင်ငံလုံးကရှုဝဲချက်ကိုစီးလုံးစွာထိန်းသိမ်းခဲ့ကြတယ်။ညဝေခံစားခြင်းနဲ့နောက်တန်ထောက်ပံ့မှုတွေကစားရပြတ်တောက်သည့်အခါရွာသူရွာသားတွေကမိမိတို့၌ရှိသမျှစံတကုတ်စားတဲ့ဝိကိုရှစ်တန်းအတွက်ဖဲ့ရွှေပေးခဲ့ကြတယ်။ဟိုရှီမင်းလမ်းကြောင်းကိုတိစောက်တဲ့အခါမှာလည်းထောင်နဲ့ရှိတဲ့ပြည်သူတွေကစိတ်ရင်းများမရှိဘဲပခုံးတန်းစစ်ပေးများချင်းကလက်နိုင်တဲ့ရိခါတွေကိုတော်များကျွတ်ဖြတ်ပြီးပို့ပေးခဲ့ကြတယ်။လူသားရေးကိုရှေ့တန်းနေခြင်းကွန်မြူနစ်အုပ်စုနဲ့ဒီမိုကရေစီအုပ်စုတွေအယူဝါဒကွဲပြားမှုရှိခဲ့တော်လဲနိုင်ငံခြားပြည်သူတွေများဝင်လာသည့်အခါငါတို့နိုင်ငံလူလက်ဖို့ကပထမဆိုတဲ့စိတ်ဓာတ်အောက်မှာကိုပါယူဝါဒများကိုပေးဖက်ကတစားရဲစီလုံးသွားခဲ့ကြပါတယ်။စစ်ပွဲကိုကျဉ်းကျဉ်းခံကြွဖြတ်ခဲ့ပုံကတော့ဤပညာနဲ့လက်နဲ့အရင်မမျှတော့လဲ BNN ပြည်သူများကမျိုးနိုင်ကြကောင်းသောပြည်များနဲ့စစ်ပွဲကိုကြွဖြတ်ခဲ့ကြပါတယ်။မြောက်ကူးရှိဥမင်ဆိုင်ကောင်းများဘုံနဲ့မှာခင်းလို့ရတဲ့စိတ်သက်စစ်စင်ရဲ့မြောက်ထဲမှာမှန်ကောင်းရတဲ့ဒီရှည်ရတဲ့ဥမင်ဆိုင်ကောင်းကိုရဲ့ကြီးတွေကိုတွင်အားနဲ့တူခဲ့ကြတယ်။အဲ့ဒီမြောက်ထဲမှာစီးရုံမိဖို့ကြောင့်အစည်းအဝေးခမ်းမများပြုလုပ်ကတင်မင်းတမန်ဘုံမိုးများကြကနေအသက်ရှင်အောင်ရုံးဝင်ခဲ့ကြပါတယ်။မဆုံးမနစ်တဲ့စိတ်ဓာတ်တွေနဲ့ငါတို့မြေကနေငါတို့ဘယ်မှဆုတ်ချံမရှိဘူးဆိုတဲ့ကျင်းပြတဲ့စိတ်ဓာတ်နဲ့အမျိုးသမီးပါမကျန်တနက်ကင်ကရှိတဲ့အတွက်တိုက်ပွဲဝင်ခဲ့ကြတယ်လို့ဘုံနဲ့များကြားမှာစပားကိုမပြတ်စိုက်ပြူကစစ်ပွဲကိုနှိရှည်လာများသိနေခံခဲ့ကြပါတယ်။ဒီလိုအနေနဲ့နိုင်ငံပြည်နယ်ပေါင်းစည်းခြင်းBNN ရဲ့လွတ်လပ်ရေးခီးစဉ်ကိုအဓိကမှတ်တာရင်းတစ်ခုဖြင့်ဖော်ပြနိုင်ပါတယ်။ ထိုင်းBNN ဖူးတိုက်ပွဲ1954ကျင်းစစ်ထမှာလွတ်လပ်ရေး BNN ရဲ့အထခင်ကြီးဟိုရှီမင်းဦးဆောင်တဲ့တော်လှန်ရေးတပ်များကထိုင်းBNN ဖူးတိုက်ပွဲမှာကျင်းစစ်စစ်တပ်ကိုအပြတ်အသတ်အနိုင်တိုက်နိုင်ခဲ့တာကြောင့်ကျင်းစစ်တို့လက်နက်ရှထုတ်လာခဲ့ရပါတယ်။ဒါကြောင့်ဂျီနီဗာစာချုပ်အရ BNN ကမြောက် BNN ကိုမျိုးလေးနဲ့တောင် BNN ဒီမိုကရေစီလူလားသူဟုနှစ်ရှမ်းကွဲသွားခဲ့ပါတယ်။အမေရိကန်ကိုမဟုတ်ရင်နဲ့ဆိုင်ကုန်ကြဆုံးခြင်း
1985တိုင်းပြည်ပြန်လည်ပေါင်းစည်းရန်မြောက်ဗီယက်နမ်တပ်များကဆက်တိုက်တိုက်ခိုက်ခဲ့ရာနှင်းရှည်လများစစ်ပွဲကြောင့်အမေရိကန်တို့အထိနာပြီး1983ခုနှစ်တွင်စစ်တပ်များဆုတ်ခွာခဲ့ရတယ်။နောက်ဆုံး1985ဧပြီလ30ရက်နေ့တွင်တောင်ဗီယက်နမ်ရဲ့မြို့တော်ဆိုင်လုံရှိသမ္မတအိမ်တော်ကိုမြောက်ဗီယက်နမ်တပ်များကစီးနင်းနိုင်ခဲ့ပြီးတောင်ဗီယက်နမ်အစိုးရလက်နက်ချခဲ့ပါတယ်။ထိုနှစ်တွင်ဗီယက်နမ်နိုင်ငံသည်နှစ်ပေါင်းများစွာကွဲကွာနေသောမြောက်မြစ်တောင်ပြန်လည်ပေါင်းစည်းကာလုံးဝလွတ်လပ်သောတစ်နိုင်ငံနဲ့အဖြစ်မြေပုံပေါ်တွင်ပြန်လည်ရပ်တည်နိုင်ခဲ့ပါတယ်။သမားတော်မှတ်တမ်းစကားတွေကတော့ဗီယက်နမ်စစ်ပွဲမှာပါဝင်ခဲ့တဲ့အမေရိကန်စစ်ဗိုလ်ချုပ်ကြီးများရဲ့နောက်ပိုင်းဝင်ခဲ့ချက်ကငါတို့ကနည်းပညာနဲ့လက်နက်တွေဘယ်တော့ပဲတာနေပါစေကိုယ့်မြေကိုယ့်ရေကိုကောက်ွယ်ဖို့တနိုင်ငံလုံးတည်ရဲပါစေတည်ရဲပါတယ်ဆိုတဲ့ပြည်သူတွေရဲ့စီးလုံးတဲ့စိတ်ဓာတ်ကိုတော့ဘယ်လိုမှမအောင်နိုင်ခဲ့ဘူးလို့ဆိုခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံရဲ့သမိုင်းကြောင်းသည်ဖိနှိပ်သူများကြောင့်ဝမ်းနည်းစရာကံဆိုးနှောင်ကြောက်များနဲ့ပြင်းထန်နေခဲ့တော့လေ၎င်းတို့ရဲ့မရှုံးမနစ်သောစိတ်ဓာတ်နဲ့အသေးကွဲမဲ့တဲ့စီးလုံးမှုကြောင့်စာအုံထဲကနေရုံးထွက်သောရိုးရည်ကိုအရယူနိုင်ခဲ့တယ်။ယနေ့ခေတ်မှာဗီယက်နမ်ကစစ်တပ်ရန်များကိုကုစားပြီးကမ္ဘာစီးပွားရေးမှာအရှင်အဟုန်မြင့်တိုးတက်နေတဲ့နိုင်ငံကြီးတစ်နိုင်ငံအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းကပြည်သူတွေရဲ့စမ်းစစ်ခံနိုင်ရရှိမှုကိုကမ္ဘာအားသက်သေပြနေခြင်းဖြစ်ပါတော့တယ်။ကျမရဲ့ project လေးကိုဒီမှာဒီမဲ့အဆုံးသတ်ပြစီရှင်။အားထုတ်ပေးကြတဲ့ဒုတိယရှင်တွေကြောင့်ကျေးဇူးတင်ပါတယ်ရှင်။